မှားလိုက်အရှက်မရှိတဲ့မျက်နှာကြီးနဲ့အရှင်မြစ်တွေမရှိတဲ့စကားကြီးနဲ့မပြောနေတော့မှားလိုက်မင်းတို့တက်ထဲကိုပြည်သူတွေကသူတို့ဆန္ဒနဲ့သူတို့စိတ်သဘောထားနဲ့အလိုလျောက်ဝင်လာတဲ့ကောင်တကောင်မှမရှိဘူးမှားလိုက်မင်းအောက်လက်ငယ်သားကြီးစစ်ခွေးကြီးအနိုင်ချင်းဘူကြပြီးပေါ်တာကြီးဆွဲပြီးတော့ထည့်ထားတာနော်သူတို့စိတ်ဆန္ဒသဘောထားနဲ့ဝင်လာတဲ့ကောင်တကောင်မှမရှိဘူးနော်မှားလိုက်အထိပ္ပယ်မရှိတဲ့စကားကြီးမပြောနေတော့နော်အရှင်ကြီးလည်းမရှိဘူးမင်းပြောတဲ့စကားကြီးနော်ဒီလူငယ်တွေတက်ထဲကိုဘလို့ရောက်လာတာတုံးဆိုတာကိုကွင်းစင်းပြီးတော့လေးလာပြီးတော့စစ်စစ်ကြည့်ရောဝင်လာတဲ့လူငယ်တွေကိုလည်းမေးကြည့်ရောပေါ်တာဆွဲခံရတာလားကိုယ်စိတ်ကိုယ်သဘောနဲ့ဝင်လာတာလားဆိုတာနော်မှားလားအရှက်မရှိတဲ့မျက်နှာကြီးနဲ့အရှင်မြင့်မရှိတဲ့စကားကြီးနဲ့ပြောနေတယ်နော်သူတို့ဆန္ဒနဲ့သူတို့လိုလျောက်ဝင်ရောက်တယ်ဆိုရင်စစ်မှုထမ်းဥပဒေယူရုပ်သိမ်းလိုက်ပါလားစစ်မှုထမ်းဥပဒေယူရုပ်သိမ်းလိုက်ခုပြည်သူတွေမှာဝင်တော့ဝင်ဖို့ဖြစ်နေတယ်နော်အဲစစ်မှုထမ်းဥပဒေကြီးဝင်တော့ဝင်ဖို့ဖြစ်နေတယ်ဘယ်နည်းငါ့ကိုပေါ်တာဆွဲခံရပါမလို့ဟဲ့ဘယ်နည်းငါ့ကိုလာခေါ်သွားပါမလဲဟဲ့ဆိုတော့အဲစိုးရင်စိတ်ကြီးနဲ့ပြည်သူတွေမှာစစ်မှုထမ်းဥပဒေကြီးနော်ပြည်သူတွေကိုဝင်တော့ဝင်ဖို့ဖြစ်စေနေဖြစ်လဲဖြစ်နေတယ်နော်မင်းရတာအလိုလျောက်ဝင်ရောက်လာတယ်လို့ပြောနေတာပြည်သူတွေမှာအဲစစ်မှုထမ်းဥပဒေကြီးစိုးရင်စိတ်ကြီးနဲ့လောက်ကင်စားတောက်နေရတာတချို့လူငယ်တွေပြည်ပကိုထွက်နေတယ်ဆိုတာလေအဲစစ်မှုထမ်းဥပဒေကြီးကြောက်လို့ပြည်ပကိုထွက်နေတာတချို့လူငယ်တွေဆိုရင်လည်းတင်းရှောင်နေရတယ်နော်အဲစစ်မှုထမ်းဥပဒေကြီးကြောက်လို့စစ်မှုထမ်းကြီးမပေးနိုင်တဲ့ရွာဆိုမင်းတို့စစ်ခွေးတွေကဝင်ပြီးဆွဲတယ်နော်ပေးနိုင်တဲ့ရွာတွေဆိုရင်ငြိမ်နေတယ်နော်ပေးနိုင်တဲ့အိမ်တွေဆိုရင်မဆွဲဘူးမပေးနိုင်တဲ့အိမ်တွေဆိုရင်ဆွဲတယ်နော်အဲ့လိုတွေဖြစ်နေတယ်မှားလိုက်အောက်ရှိမှာမင်းအောက်ရှိကိုဆင်းပြီးတော့စစ်လေးလာကြည့်ရောနော်စစ်စေးကြည့်ရောဘယ်ပြည်သူတူတယောက်ကမှသူတို့စံတန်းနဲ့ဝင်လာတဲ့ကောင်တကောင်မှမရှိဘူးမင်းတို့ခွေးတက်ထဲဘူးနော်ပြည်သူတွေမှာအဲ့မရှိလို့လောက်ကင်စားနေရပါဆိုဒီစစ်မှုထမ်းဥပဒေကြီးကဝင်တော့ဝင်ဖို့လည်းဖြစ်နေတယ်နော်စစ်မှုထမ်းကြီးပေးရတာရဲ့ကင်းကြီးတွေပေးနေရတာရဲ့နော်အဲ့ဒါတွေဖြစ်နေတယ်ဝင်တော့ဝင်ဖို့တွေဖြစ်နေတယ်